ကဲအခုကြည့်နေတဲ့လူတွေထဲမှာကျွန်တော်တို့ပေါ့နော်ဒီဘယ်ရာသီကွင်းဆိုရင်တော့ဘလို့မကောင်းဘယ်ရာသီကွင်းလို့ဆိုပြီးတော့ဘလို့မကောင်းဆိုပြီးတော့အဲ့လိုမျိုးငှက်အုပ်ထဲခဲပစ်တဲ့post တွေဖတ်ပြီးတော့ကိုယ့်ရာသီကွင်းနဲ့ပတ်သက်ပြီးတော့စင်မပြေတဲ့လူတွေရှိကြမှာပေါ့နော်အဲ့တော့ကျွန်တော်ကအခုဗီဒီယိုမှာဆိုရင်ကျွန်တော်ကသက်ဆိုင်ရာရာသီကွင်းတစ်ခုချင်းစီတော့ကိုပေါ့နော်ကျွန်တော်ကအဲ့လိုမျိုး collective reading လေးအဲ့လိုမျိုးလေးလုပ်ပြီးကျွန်တော်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ကျွန်တော်ဒီဗီဒီယိုကြည့်နေတဲ့လူက Aries ဖြစ်တယ်ဆိုရင်ဒီဗီဒီယိုတွေကပြန်ထွက်မသွားပါနဲ့ဆက်ပြီးတော့တေချာလေးကြည့်ရှုနားထောင်ပြီးပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်ပထမဦးဆုံးဒါ Aries တွေအတွက်ကျွန်တော်တို့ပေါ့နော်ဒီgeneral horse တန်းပေါ့နော်ဒီကတော့အချိန်ကန့်သက်ရှိလားချို့ဆိုမေးကြဆရာဘယ်ချိန်ကဘယ်ချိန်တူလဲမဟုတ်ဘူးပြကျွန်တော်ဒီအခုကျွန်တော်ရိုက်နေတဲ့ဗီဒီယိုတွေက timeless ဖြစ်ပါတယ်အဲ့လိုမျိုးကိုဝင်ကြည့်မိတဲ့လူက Aries လည်းဖြစ်နေမယ်ပြီးသွားရင်ဒီပေါ့နော်ဒီအကြောင်းအရာအဟောကိုလည်းလက်ခံမယ်ဆိုရင်ဒီအဟောကခင်ဗျားအတွက်ပါပဲလို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့ဒီမှာပထမဦးဆုံးအနေနဲ့ Aries အတွက်ကိုကျွန်တော်တို့ဟောကြားပေးမယ်ပေါ့နော်အဲ့ဒါလေကျွန်တော်ရဲ့ဒီကျွန်တော်ဟောနေကြ subreddit နဲ့ပဲကျွန်တော်အကုန်လုံးကို general ပေါ့နော်ဟောပေးပါမယ်အဲ့ဒီအောက်မှာတေချာအသေးစိတ်သိကျင်တဲ့လူကျွန်တော်ဒီ professional အရာဒီ spiritual counseling နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးလာရောက်ဆွေးနွေးတိုင်ပင်ခြင်းတဲ့လူဆိုရင်တော့ကျွန်တော်ရဲ့ဆက်သွယ်လို့ရတဲ့လိပ်စာကိုကျွန်တော်ကိုမမှာချပေးထားလိုက်ပါမယ်ဆက်သွယ်လို့ရတဲ့ဒီ email address တို့ဆက်သွယ်လို့ရတဲ့ဟာတွေပေါ့နော်ကျွန်တော်ပို့ပေးလိုက်ပါအခုဟုတ်ပြီအဲ့စကားလဲပြောနေနေကျွန်တော်ဒီမှာကတ်ကိုကျွန်တော်ချိုးလိုက်ပြီးတော့အဲ့တော့ Aries တွေအနေနဲ့ဘာလုပ်ပေးရမလဲဆိုတော့ကျွန်တော်ကိုဒီအခုကျွန်တော်ဟောတဲ့အဟောပေါ့နော်စိတ်အာယုံလေးတေချာစိုက်ပြီးတော့အသက်ပြင်းပြင်းရှူပြီးတော့စိတ်တည်ငြိမ်စွာနဲ့ကျွန်တော်အတန်ကိုတေချာနားထောင်ပြီးတော့ဒီဗီဒီယိုတွေကကတ်လေးတွေကိုလည်းလိုက်ပြီးတော့ live ပါကြည့်ရှုပြီးတော့ပေါ့နော်အဲ့လိုမျိုးတစ်ချက်လေးအဲ့လိုလုပ်ပေးကြပါဟုတ်ပြီကျွန်တော်ဒီမှာအဲ့ဆိုကျွန်တော်ချိုးလိုက်မယ်နော်ဒီကတ်ထဲမှာကကြတော့ထူးခြားချက်အနေနဲ့ဘာရှိလဲဆိုတော့ဒီကတ်ကအလုံးပေါင်း88ချက်မဟုတ်ပါဘူးသူ့မှာကရာသီကွင်းတွေနဲ့ပတ်သက်တဲ့ကတ်တွေပါပါနော်ရာသီကွင်းကတ်တွေကတော့ကျွန်တော်ဒီ astrology ဘိုင်းရာသက်ဆိုင်ရာသူဘယ်ကတ်ဆိုရင်ဘာဖြစ်တတ်တယ်သူအဲ့လိုမျိုးဆိုပြီးပြောရတာပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်စကားပြောတာအများများနေပြီဆိုတော့ဒီဗီဒီယိုမှာကျွန်တော်ဒီ Aries အတွက်အဟောကိုကျွန်တော်ကြည့်လိုက်မယ်ပေါ့နော် Okay အဲ့ဆိုကျွန်တော်စပြီပေါ့နော်ကဲပထမဦးဆုံးကျွန်တော်ကြည့်လိုက်မယ်ပထမဦးဆုံးကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာဘာထွက်လာလဲဆိုတော့ The Star ဆိုတဲ့ကတ်ထွက်လာပေါ့နော်ဒီ The Star ကတ်ကတော်တော်လေးကောင်းတဲ့ကတ်ပါထင်ရှားကြော်ကြားခြင်းတွေနာမည်ကြီးခြင်းတွေအဲ့လိုမျိုးပေါ့နော်သတင်းကောင်းကြားခြင်းတွေကိုလှုပ်ချင်နေတဲ့ direction ပေါ့နော်အဲ့လိုမျိုး direction ကိုရအောင်လှုပ်ဖို့အတွက်အခြေအနေခွင့်လန်းပေးလာမျိုးပေါ့နော်ပြီးတော့ပြပထွက်ကားတဲ့လူတွေအတွက်ဆိုလည်းအဲ့လိုမျိုးတော်တော်လေးကောင်းတဲ့ကတ်ပါဒီနိုင်ငံခြားကန်ကောင်းနေရလို့ပြောလို့ရတယ်ကတ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်အဲ့ဒါဆိုနောက်ထပ်ပြီးတော့ဒါကကြတော့အခုဒီ Aries တွေရဲ့လက်ရှိအခြေအနေမှာဘာဖြစ်မလဲသူကအဲ့တော့လက်ရှိအခြေအနေမှာဆိုရင်သတင်းကောင်းတွေကြားဖို့ရှိတယ်ဒီရက်ပိုင်းတွင်းမှာပဲပေါ့နော်ကိုယ့်ရဲ့ဂုံသတင်းပို့ပြီးတော့အရာထပ်ပို့ပြီးကြော်ကြားအောင်လှုပ်ချင်နေတဲ့လူဆိုဒီချိန်မှာလှုပ်လို့ကောင်းတယ်လို့ပြောလို့ရတယ်ပြီးတော့ကိုကမိဘကိုပေါ့နော်နိုင်ငံခြားသွားပြီးတော့အိမ်ကိုပြန်ထောက်ပံ့ခြင်းတဲ့လူတွေဘာတွေအတွက်ဆိုရင်ဒီချိန်ကအကောင်းဆုံးချိန်လို့ပြောလို့ရပါတယ်အဲ့တော့နောက်ထပ်ကျွန်တော်ထပ်ပြီးတော့ဟောကြားပေးသွားမှာကဒီမလှမ်းမကန့်အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်ဟောကြားပေးသွားမှာပါအဲ့တော့ဒီလာမက်ကကနေပြီးတော့အနေထားကိုကြည်ချင်းဖြစ်ကျွန်တော်ကမလန်းမကန်းကာလာရဲ့ခင်ဗျားတို့ရဲ့ပေါ့နော်ဒီမလန်းမကန်းကာလာမှာဖြစ်လာမယ်ကံကြမ္မာနမိတ်အဟောတွေကိုကျွန်တော်ပြောကြားပေးပါမယ်ဟုတ်ပြီဒီမှာဘယ်လိုလဲဆိုတော့ဒီကျင်းတေပေါက်ကပေါ့နော်ဒီ Aries တွေကအခုချိန်မှာခရီးသွားတဲ့ကံတော်တော်လေးကောင်းနေတယ်ဘာလို့ကောင်းနေလဲဆိုတော့ဒီမှာ Hermit ကလည်းထပ်ပါလာတယ်ပေါ့နော်ဒီ The Star ကကြတော့ဒီနိုင်ငံခြားနဲ့အကျိုးပေးရဲ့ကံ Hermit ကလည်းပါလာတယ်ဆိုတော့ကိုပေါ့နော်ကိုကျွမ်းကျင်ရလိမ္မာရာနယ်ပယ်မှာကိုကအဲ့လိုမျိုးပေါ့နော်တွားပြီးတော့သူများပြန်ပြီးတော့တင် जा ပေးနိုင်တဲ့အနေအထားတစ်ခုအခြေအနေတစ်ခုရောက်လာမယ်ဆိုတဲ့ပုံစံမျိုးလည်းပြရဲဒီမကလန်မကန်အနာကမှာပေါ့နော်ခရီးသွားဖို့လည်းရှိတယ်အဲ့လိုမျိုးခရီးမသွားခဲ့ရင်တော့မှအိမ်ဧည့်သည်ရောက်လာဖို့ရှိတယ်ရောက်လာတဲ့ဧည့်သည်ကလည်းကိုယ့်အတွက်အဲ့လိုမျိုးပေါ့နော်ကောင်းကျိုးချမ်းသာတွေအဲ့လိုမျိုးမင်္ဂလာတွေနဲ့အတူတူလာတဲ့ဧည့်သည်လိုမျိုးပဲအဲ့တော့ဧည့်သည်ကိုလည်းတေချာဧည့်သည်လာခဲ့လို့ရှိရင်ဧည့်သည်ကိုကိုယ့်ဘက်ကလူလေသေးမရှိဧဝတ်ကြေပြူမှာဆိုတဲ့ဥစ္စာမျိုးလည်းပြောလို့ရပါတယ်အဲ့တော့ဟုတ်ပြီအဲ့ဆိုလက်ရှိမှာက Aries တွေရဲ့သူတို့ရဲ့စိတ်ထဲမှာပေါ့နော်ဘယ်လိုတွေခံစားနေရလဲကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ကိုကောင်းပါတယ်အခုကတော့ Aries တော်တော်များများမှာကဘာကောင်းလာလဲဆိုတော့သူတို့တောင်းဆိုထားတဲ့အရင်တော့ကသူတို့ဖြစ်ချင်နေတဲ့သူတို့ရဲ့စိတ်ဆန္ဒတွေပေါ့နော်ပြီးမျှော်လင့်ချက်တွေပေါ့ရည်ရွယ်ချက်တွေအဲ့လိုအိမ်မက်တွေအဲ့လိုဟာမျိုးတွေအကောင့်ထဲပေါ်လာလို့ရှိတယ်သူတို့ဆူတောင်းထားတဲ့တောင်းစုတစုတယ်ဒီချိန်မှာပြည့်ဖို့ရှိတယ်ပေါ့နော်အဲ့လိုမျိုးသူတို့ဆူတောင်းထားတာဆူတောင်းပြေးဝလာတယ်လို့ခံစားလာရမယ့်အချိန်အဲ့လိုအချိန်လို့လည်းပြောလို့ရတယ်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့သူတို့ဘေးပတ်ဝန်းကျင်ကသူတို့နဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေထင်မြင်နေလဲဆိုတော့တော့ကျွန်တော် separate အတွက်နောက်ထပ် number 4ကတ်မြောက်ကတ်ကိုကျွန်တော်ချလိုက်ပါမယ်ပတ်ဝန်းကျင်ကလည်းဒီချိန်မှာ Aries တွေကရမ်းမိုက်တယ်တဲ့မှာသူတို့ဒီပေါ့နော်သူအားကြနေတဲ့မျက်လုံးနဲ့ပေါ့နော်ဘေးပတ်ဝန်းကျင်ကမြင်နိုင်တဲ့အနေအထားကိုရောက်နေပါတယ်တော်တော်လေးတော့
ကံပြန်တက်လာပေါ့နော်အခြေအနေပြန်ကောင်းလာတယ်လို့ပြောလို့ရတယ်အဲ့တော့ဟုတ်ပြီ possible outcome ဆိုပြီးတော့ဒီအကုန်လုံးဒီ reading တစ်ခုလုံးကျွန်တော် summarize လုပ်ထားတဲ့ကတ်ပေါ့နော်အဓိကဟောရမယ့်ကတ်ကအခုမှလာတာပါနံပါတ်5ကတ်မြောက်ပါအဲ့မှာဘာရှိလဲဆိုတော့ Aries တွေကလက်ရှိကာလမှာပေါ့နော်ဒီငွေကုန်ကြေးကြလဲနည်းနည်းတော့ရှိနေတတ်တယ်ပေါ့နော်ကိုလိုချင်တာရလာပြီဆိုရင်ကိုလိုချင်တဲ့ဟာတော့ကိုကလိုချင်တဲ့ဟာဝယ်ကြပါတော့အဲ့လိုမျိုးပြီးတော့တခုရှိရပါဆို Aries တွေကသူတို့ကအဲ့လိုမျိုး material တွေ brand တွေနဲ့ပတ်သက်ရင်သူတို့ကအရန်အဲ့လိုမျိုး materialist ဖြစ်ကြပါတော့အဲ့လိုမျိုးဆိုတော့သူတို့ကအဲ့ material နဲ့ပတ်သက်ရင်သူတို့ကချစ်ခင်တယ်အဲ့တော့သူတို့ကအဲ့ဟာတွေအတွက်တခါလေမှသူတို့လိုချင်တာရှိရင်သူတို့ပိတ်ဝယ်ပလိုက်ရဗျာဒါပေမဲ့ဝယ်ပြီးတဲ့ဟာအတွက်သူတို့မှပြန်ပြီးတော့တမဟိုကိုပြန်ပြီးတော့တော့ငါနှမျောစရာကြီးငါဝယ်လိုက်မိသွားပြီဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတတ်တယ်ဒါပေမဲ့အဲ့ဒါလည်းကောင်းတဲ့အနေထားတစ်ခုပါဒါပေမဲ့လက်ရှိအချိန်တွေမှာငွေကြေးအတွက်နည်းနည်းတောကရောက်နေတာလေးမျိုးတော့ရှိနိုင်တယ်ဒါပေမဲ့ဆွမ်းနာပြောခဲ့တဲ့ကာလတွေမှာအကုန်လုံးကတော်တော်များကောင်းတယ်ပြီးတော့ဆွမ်းနာဒီနံပါတ်4ကတ်မြောက်ကတ်မှာဆိုလဲချစ်ရေးပါညာမှာလဲကိုကလက်ရှိရေးသားမရှိဘူးဆိုရင်တော့မှကိုယ့်ဘောက်ကိုတာယာရဲပေါ့နော်တဲ့မှာတင်တောင်းတင်တယ်အေးဆေးပဲပေါ့ဘာလို့တင့်တယ်ဆိုတဲ့အနေထားတစ်ခုပြနိုင်တယ်ပေါ့နော်ပြီးတော့ဟိုဘက်မှာကြောက်လဲဒီမတိတ်မရိနာကတ်မှာကိုကအိမ်ကိုပုံကိုကြီးပေါ့နော်ဆွမ်းနာလို့ဧည့်သည်ပေါ့နော်ထူးခြားတဲ့ဧည့်သည်ရောက်လာဖို့ရှိတယ်အဲ့ဧည့်သည်ရှိကနေပြီးတော့ပို့ပြီးတော့ကောင်းတဲ့သတင်းကောင်းတွေတခြားပို့ပြီးတော့ကိုအကူညီရမယ့်ကိစ္စမျိုးတွေလည်းရှိနိုင်တယ်ပေါ့နော်အဲ့တော့ပြောရရင်တော့တော်တော်လေးတော့စုံနေပါပြီဗီဒီယိုလည်းရမ်းရှည်သွားမှာကျွန်တော်လိုချင်ပါဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီအခုဟောကျွန်တော်ဆုံးသက်ပါမယ်ပြီးတော့ပြောဖို့ကြံခဲ့တာပါဆိုတော့ဆောင်းရန်ရှောင်းရပေါ့နော်ဆောင်းရန်ရှောင်းရကြတော့နောက်ဆုံးကိုအိမ်ကိုဆွမ်းနာပြောသူဧည့်သည်လာဖို့ရှိရလို့ပြောရပေါ့နော်အကယ်အဲ့လိုမလာခဲ့ဘူးဆိုရင်တော့ငါကိုကလမ်းမှာသွားလာပြီးတော့လို့တောင်းရမ်းနေတဲ့လူတွေတဲကမှကိုစိတ်ပါတဲ့လူပေါ့နော်ကိုတကယ်လှူကျင်လိုက်တယ်ဟာဒီလူကတော့အစင်ဘယ်လိုပြောရမလဲဘယ်လိုလူမျိုးပဲငါလှူလိုက်မယ်ဆိုရင်လူမျိုးကိုပတ်စံအဲ့လိုမျိုးပေါ့နော်လှူလို့ရတယ်ပေါ့နော်ကိုကနန်းပေါ့နော်9000 9000အဲ့လိုမျိုးပေါ့လှူလို့ရပါအဲ့လိုလေးတစ်ချက်လှူလိုက်ပါ900လည်းရပါတယ်အဲ့လိုမျိုးတစ်ချက်လှူလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ကံကြမ္မာအနေထားတွေကပွင့်လန်းလာပြီးတော့ပို့ပြီးကောင်းမွန်လာလိမ့်မယ်ဒီတာမဲ့တစ်ခုရှိတာ Aries တွေကလက်ရှိအချိန်တွေမှာဆောင်းရမယ့်အယောင်ကတော့အနီရောင်ဖြစ်တယ်အနီရောင်တို့ရွှေရောင်တို့အဲ့လိုဟာမျိုးလေးကိုများများစောင့်တင်တယ်အပြာရောင်လည်းကောင်းတယ်ပေါ့နော်ပြီးတော့လက်ရှိမှာကဘာကတော်တော်လေးကြိုးပေးနေတယ်ဆိုတော့အပြာရောင်ကကြိုးပေးတယ်အဲ့တော့လက်ရှိမှာအနက်ရောင်တို့ဘာလို့ဝတ်တာမျိုးနည်းနည်းလေးစင်ကျင်တဲ့တယ်ဆိုတော့လိုမျိုးအကုန်လုံးကအဆင်ပြေနေတယ်ဆိုရင်ပေါ့နော်သူတို့တွေရဲ့အနေထားရကလက်ရှိမှာကပြန်ပြီးတော့တည်ငြိမ်အောင် stable ဖြစ်အောင်ကြိုးစားနေရတဲ့ကာလအဲ့လိုရောက်နေတာမလို့အရန်ကိုဘကပေါ့နော်တချို့ဟာတွေမှာခြေရေးကိစ္စမှာနည်းနည်းလေးကံကောင်းပေါ့နော်တယောက်တည်းနေရတဲ့ချိန်မှာပိုကောင်းတယ်လို့ပြောလို့ရတယ်တယောက်တည်းနေလဲတော်တော်လေးတော့အဆင်ပြေတယ်ဒါပေမဲ့အခြေရေးနဲ့ပတ်သက်ရင်ကိုယ့်ပေါ့နော်အဲ့လိုမျိုးထင်မြင်ဆောင်းခံရအထူးသဖြင့်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဲ့လိုထင်မြင်ဆောင်းခံရတတ်တယ်ပေါ့နော်အဲ့တော့Aries နဲ့ပတ်သက်တဲ့ဟောကတော့ကျွန်တော်အဲ့ဆိုဒီမှာတင်ပြီးပါပြီအဲ့တော့တခြားဗီဒီယိုတွေကိုလည်းနောက်ထပ်ကျွန်တော်ထပ်ပြီးတော့တင်ပေးမှာမလို့စောင့်မျှော်ပြီးကြည့်ရှုပေးကြအောင်လို့ကျွန်တော်ဘက်ကပြောချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ channel The House of Bitter Big ကိုဒါမှမဟုတ် channel ကိုပေါ့နော် subscribe follow like တခုအဲ့လိုမျိုးအဆင်ပြေတာလေးလုပ်ခဲ့ပေးပါဦးကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ပါနမိတ်ကောင်းတွေတည်ပါစေဗျ